Tidarana dilan bari bona Panadi bada viramani dega badana mari yami Adena dana viramani dega badana mari yami Kame dume jazara viramani dega badana mari yami Muda wada viramani dega badana mari yami Tura mera ya meza bamada dhana viramani dega badana mari yami Dada wana long bia biang uduragang bang no Tau medan duragang dodi Tiwira tambari daya kena luna naiban Tau nando chanda gu beda swada do Tidara nena bebe jidazi beda Tau maa som ya tara nagaw ne daha dagawam Mensenga damana ora enga ngara ne biesona mudo Ariya dana ariya bagwa boundu di Adane lele yudaga chikamyano ne da ado Dila enga ngaba shido dila ramyago Abamade na Mame malayo mabo masado dadideya pien Tamba deta Kaung dua madwe biesong Ado nanja bazi gong dadi Belum. Cuma kena cuma balik cuma kena cuma. Ada kena kalau sudah kena cuma balik. Ada hujan pihak ko minta belum mampu. Pihak ko. Halon dia mohin dia manahin dia ho bansin pido Tong loka tuda tabe nyu pya ko namo dada tong jin phien shiko kro jaya angke alon la uthi Namo dada bhagavato arahato Dhamma Sambuddhassa Namo dada bhagavato arahato Dhamma Sambuddhassa Namo dada bhagavato arahato Dhamma Sambuddhassa ဘုရားရှိခိုးပြီးရင်မေတ္တာပူဇော်ရအောင်ကိုရင်ကတစ်ခေါက်တိုင်ပေးပါမယ်ဘိုးဘိုးတို့ဘွားဘွားတို့ဦးတို့တော်တော်တို့ကနှစ်ခေါက်ချိုးကြပါကိုယ်စိတ်နှပြဘေးရန်ကွာချမ်းသာရပါစေမြေတာနှလုံးကိုယ်စီသုံးရွှင်ပြုံးကြပါစေမြေတာရေ
စီဖြံအေးချမ်းကြပါစေမြေတာယံသူဒေါသမှုအပူကင်းပါစေခန္ဒီဤယံဒေါသမတွန်းလာနိုင်ပါစေခန္ဒီနှလုံးအစင်သုံးရွှင်ပြုံးကြပါစေဒိုမြေတာဆွမ်းကပါလွမ်းငြိမ်းချမ်းကြပါစေတရားလုံးသာဓုခေါ်တာဓုအာဓုအာဓု ဘုံတော်လုံးဆရာတော်ကြောင့်တော်လုံးဘုံရင်ကဲပို့ အားလုံးဘိုးဘိုးတို့ဘဘတို့အားလုံးမင်္ဂလာပါဘိုးဘိုးတို့ဘဘတို့နဲ့ကိုရင်နဲ့အတိတ်ကပဋ္ဌာန်းဆိုင်ရှိလို့ရေဆိုင်ရှိလို့ဆောင်ရကြုံရတာဝမ်းသာပါတယ်ကိုရင်ကလည်းပဲအခုလိုကိုဘိုးဘိုးဘဘတွေကိုတရားနဲ့ပြန်ပြီးတော့ကျေးဇူးဆက်ရတာဝမ်းသာပါတယ်ဒီကနေ့တိရိမင်္ဂလာကြောင့်ဆရာတော်ဘုရားကြီးဤဘုံရိပ်ခံရိပ်မေတ္တာရိပ်ကိုခိုးလုံးကဟောကြားအပ်တော်တရားတော်ရဲ့အမည်ကနောင်တတတ္တိကြမြတ်ရေပြောပါတယ်လေနောင်တတတ္တိကြမြတ်ရေအရာရနဲ့ဒီနေရာမှာဘိုးဘိုးဦးတင်ရှင်ဒုထရှင်ကုမ္ပဏီမိသားစုမှ300ကျပ်လူရမ်းပါတယ်ဦးမင်းဦးတော်ဆိုးကျုံမော်မိသားစုမြင့်မရ7သိန်းကျမ်းဦးရအေတော်ဆိုးကျိုးလိုက်မိသားစု7သိန်းကျမ်းကိုနိုင်ငယ်မတ်တောက်မိသားစုမြို့တစ်4ရက်6သိန်းကျမ်းယနေ့ညတရားပွဲနိုင်ဟောကြားအပ်တော်တရားတော်ရဲ့အမည်ကပါတယ်လေနောင်တတတ္တိကြမြတ်ရေဒီကနေ့ခဘိုဦးတင်ရှင်ခဘိုဦးတင်အောင်ခဘိုဦးစိုးပိုင်တို့ဤကျေးဇူးကြောင့်ကိုရင်ဒီကိုရောက်လာတာပါအခုလိုမျိုးဆောင်ရကြုံရတာဒီလည်းပဲဘိုးဘိုးတို့ဝါပါတို့ကိုရင်တို့ကရှမ်းသူလားမိသားစုတွေလားမိသားစုတွေရတာနဲ့ဘိုးဘိုးဦးတင်ရှင်ဘိုးဘိုးဦးတင်အောင်ဘိုးဘိုးဦးစိုးပိုင်တို့ဤကျေးဇူးကြောင့်ကိုရခုလိုမျိုးဒီကိုရောက်လာတာပါအားလုံးကမိသားစုတွေပါပဲပြောပါရပါလေအေးအားရနဲ့တရားမဟောခင်အရင်ဆုံးဝိပဿနာလင်္ကာလေးကိုအရင်ဆုံးတိုင်းမေမေလိုက်ဆိုအချိန်တိုင်းမှာငါခန္ဓာအိုရာစီတို့သွားနေသည်မအိုသေးခင်
ချိန်တိုင်းမှာငါခန္ဓာနာယာစီသို့သွားနေသည်မနာသေးခင်ငါကြိုတင်ပြင်ဆင်ထားမှတော်တော်မီအချိန်တိုင်းမှာငါခန္ဓာသေယာစီတိုးသွားနေသည်မသေးသေးခင်ငါကြိုတင်ပြင်ဆင်ထားမှတော်တော်မီဘဝရဘာဘာရခွင်တို့အခုရတဲ့ခန္ဓာသည်နေရမယ့်ခန္ဓာလားသိရမယ့်ခန္ဓာလားတနေ့တနေ့ဘယ်ကိုသွားနေတာပါလဲကိုရာစီကိုနာရာစီကိုတေရာစီတို့သွားနေတယ်အဲရတာနဲ့မိုးခင်မနာခင်မသိခင်လေးမှာချိုးတင်ပြီးတော့ကုသိုလ်ကောင်းမှုလေးတွေချိုးတင်ပြင်ဆင်ထားဖို့မလိုဘူးလားမိဘခြေစုစာတရားဝဲပြောပါတရားဝဲပါလေအဲရတာနဲ့မိုးခင်မနာခင်မသိခင်လေးမှာလည်းပဲကိုယ့်ရဲ့မိဘကိုခြေစုစာဖို့မလိုဘူးလားတို့ရဲရတာနဲ့ဒီနေရာမှာဘုရားရှင်ကိုရောမြတ်ကြီးကိုညတကောင်ရအချိန်မှာနတ်သားတယောက်ကလာလျှောက်တယ်ဘာလာလျှောက်တယ်လဲဆိုလို့ရှိရင်အရှင်ဘုရားတဲ့အလူတွေအများကြီးရှိတဲ့ထဲမှာဘယ်အလူကအမြတ်ဆုံးပါလဲဘုရားလို့လျှောက်တယ်ပြောဘလို့လျှောက်ပါသလဲအရာရနဲ့ကိုယ်လင်္ကာလေးဒါမဲမဲလိုက်ဆိုအလူအများရှိတယ်ညာဘယ်အလူကအမြတ်ဆုံးလဲအလူအများရှိလေညာဘယ်အလူကအမြတ်ဆုံးလဲတစ်ခါလောက်ဆိုကြည့်ပါဦးဘယ်အားဒီလို့ဆိုတော့ဘုရားရှင်ကိုရောမြတ်ကြီးကဘလို့ပြန်ပြီးတော့မိန်တော်မူတယ်လဲဆိုလို့ရှင်ကလိုက်ဆိုအလူအများရှိလေညာတရားအလူကအမြတ်ဆုံးပဲ